အမှောင်ထဲမှာတဲ့တန်ကြိုးတွေတကြောက်ကြောက်နဲ့ရုန်းကန်နေတဲ့အတန်ကပို့ပိုးပြီးကျဲလာပါတယ်အောင်သူရဲ့နောက်ကျောဘက်ကနေကြားနေရတဲ့အသက်ရှူတန်းကြောင့်သူတကိုယ်လုံးကြက်တီမွေးနေထွာသွားပါတယ်အောင်သူဟာသူ့လက်ထဲကတက်မီကိုအတင်းလှုပ်ခါပြီးပြန်ဖွင့်လိုက်တဲ့အခါဖြက်နဲ့အလင်းရောင်ပြန်ထွက်လာပါတယ်အလင်းရောင်အောင်မှာအောင်သူမြင်လိုက်ရတာကတော့သူ့နောက်မှာဘာမှရှိမနေပါဘူးဒါပေမဲ့နေရန်ပေါ်မှာတော့အောင်သူရဲ့အရေးအပြင်နောက်ထပ်ရှည်လာတဲ့လက်ချောင်းကြီးတွေပါတဲ့အရေးတစ်ခုပါကပ်ပါနေပါတယ်တန်ကြိုးတွေကလည်းမြေပြင်ပေါ်မှာပြန့်ကျဲနေပြီးတန်တတအဖုံကအလိုအလျောက်ပွင့်နေပါတယ်အထဲမှာတော့ရှေးဟောင်းယူသေးယူတီအဖိအထက်စားတာကိုတွေ့လိုက်ရပါတယ်အောင်သူဟာကြောက်နဲ့တန်တတနာကိုတိုးသွားပြီးကြည့်လိုက်တဲ့အခါယူသေးယူတီကြားထဲမှာအင်ရှင်အမျိုးသားကြီးရဲ့ပုံသူယူသေးယူတီကိုတွေ့လိုက်ရပါတယ်ထူးဆန်းတာကအဲ့ဒီရုပ်သေးရုပ်ရဲ့ရင်းဘက်ထဲမှာနာယီတလုံးရဲ့အဆက်တန်လိုမျိုးတောက်နဲ့မြည်နေတာပါအောင်သူအဲ့ဒီရုပ်သေးရုပ်ကိုကင်ကြည့်လိုက်တဲ့အခါချက်ချင်းဆိုသလိုအခန်းထဲမှာအမျိုးသမီးတယောက်ရဲ့ငိုရှိုက်တန်ကပဲ့တင်ထပ်သွားပါတယ်သူကမနိုးပါနဲ့သူနိုးလာရင်ငါတို့အားလုံးတေးရလိမ့်မယ်တဲ့အဲ့ဒီအချိန်ရုပ်တရဲ့မြေအောက်ခန်းတကားဝါကနေအမဲရောင်အရေးဖြက်ပြေးသွားပါတယ်အောင်သူကလည်းကြောက်ရင်အပေါ်ဓာတ်ကိုပြန်တက်ဖို့ကြိုးစားပေမဲ့လှေကားတွေကသူအလိုလိုပျောက်ကွယ်သွားသလိုမျိုးမှောင်အတိကျသွားပါတယ်။နေရန်တွေပေါ်မှာလည်းသူ့ဤလိုမျိုးအနီရောင်ရည်တွေစီးကျလာပြီးစာသားတချို့ပေါ်လာပါတယ်။ပေါ်လာတဲ့စာကမင်းလာရမယ့်အချိန်မရောက်သေးဘူး။ဒါပေမဲ့မင်းပြန်လို့မရတော့ဘူးတဲ့။အောင်သူလည်းတန်တက်တာတွေကရုပ်သီးရုပ်ကိုကြစ်ပါအောင်စုပ်ကင်ထားရင်မြေအောက်ခန်းရဲ့တောင်းတနေရာမှာပုံနေမိပါတယ်။အဲ့ဒီအချိန်မှာပဲမြေအောက်ခန်းရဲ့အမဲရောင်နေရန်ကြားတွေကနေဖြူဖြော်လက်ချောင်းကြီးတွေကအောင်သူစီကိုဖြည်းဖြည်းချင်းလှမ်းလာပါတော့တယ်